Cristiano Ronaldo. He's the one who made me stop the war between Iran and Israel. Cristiano Ronaldo touched me a lot when he gave me his shirt. ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့တုန်းကဥရောပအစည်းအဝေးပွဲတစ်ခုမှာရိုနယ်ဒိုကပေါ်တူဂီဝန်ကြီးအန်တိုနီယိုကော့စတာကနေဆင့်အမေရိကန်သမ္မတဒေါ်နယ်ထရန့်စီပေါ်တူဂီအင်ကြီးတစ်လက်ဆောင်ပေးခဲ့ပါတယ်။အင်ကြီးပေါ်မှာကတော့ရိုနယ်ဒိုရဲ့လက်မှတ်နဲ့အတူ Playing for Peace ဆိုတဲ့စာသားကိုထရန့်စီပေးပို့ခဲ့တာပါ။ Playing for peace. Playing for peace. Playing for peace. Okay. ဒေါ်နယ်ထရန့်ကလည်းရိုနယ်ဒိုရဲ့မှာကြားချက်ကိုအရန်ကိုသဘောကျနေပြီးငါရန်သဘောကျတယ်လို့ပြန်ပြောခဲ့ပါတယ်။ဒါကအားကစားကနေဆင့်ပေါ်ဆောင်တဲ့ငင်းငယ်ရေးလမ်းစဉ်ကိုရိုနယ်ဒိုကလက်ပြခဲ့တာလည်းဖြစ်ပါတယ်။ကမ္ဘာထိပ်သီးနိုင်ငံရဲ့သမ္မတဒေါ်နယ်ထရန့်ကမှ Playing for Peace ငင်းငယ်ရေးအတွက်အားထုတ်ပေးပါဆိုတဲ့အဓိပ္ပာယ်အများကြီးပါတဲ့စာသားကိုတကမ္ဘာလုံးကိုစားထရန့်စီအတည်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဘောလုံးလောကရဲ့ဂုတ်ကြီးရိုနယ်ဒိုကသူ့ရဲ့ကြီးမားတဲ့ပုံရိပ်ကိုအသုံးချပြီးကမ္ဘာကြီးကိုသူစွမ်းသလောက်အတိုင်းတဲ့ဘက်ကနေကူညီဖို့ကြိုးစားနေရလည်းဖြစ်ပါတယ်။တကယ်ကိုလေးစားစရာကောင်းတဲ့ရိုနယ်ဒိုပါပဲ။